ထားတဲ့ NLD ရဲ့ကောင်းဆောင်မေစုတယောက်စိတ်သွားတဲ့ကိုပါလူရဆန္ဒပြမြောက်အောင်စေသာယောဂဗျာပြီးကင်းစင်ဝေးငြိမ်းချမ်းသာရှိကြပါစေသာကျော်တန်ကုဆက်လန်းမိုးစံပန်းလူလန်းလာပါစေသာဟုတ်တယ်ဘယ်တော့မှလည်းမသိဘူးဟဲ့နင်းစီဘယ်တော့မှလဲငါလားညတော့မလို့လေအမေညီကဖျားတော့မယ်ဆိုတော့ချစ်သူနဲ့အညံကြီးကကောက်ချက်တော့မှုပေါ့ခက်တာတော့တီသွားပြီဒီတင်းကျွတ်တို့တွေစားတော့မယ်ထင်တယ်နော်你听那小表妹呢？今年啊，没没呢，没钱嘛不呢？抢到呢啊，年都没付，多少趟？ဟဲ့နင့်မိပါဖြစ်လို့လေနေမကောင်းတာလည်းမကြားမိပါဘူးဟုတ်ပါတော့ရီလေးကဘယ်တော့မှထုတ်ခံရလို့လဲနင်းစီရဲ့နင်းကလည်းစစပြောစမ်းပါငါမေရန်တော့ဘာမှမဖြစ်ပါဘူးခုမေကဒုတိယအမေလေနင့်မှာဒုတိယမိရှိရဆိုတာလည်းမကြားမိပါဘူးအေးဧကနာတော့ဆိုရင်ညီဖေကဟုတ်ခဲ့ရတယ်ညီဟာလည်းပိုးရှုပ်ကုန်ပြီနင်းစီရဲ့မရှုပ်ပါဘူးခက်ပါရဲ့ငါရဲ့ဒုတိယအမေဆိုတာမေတော်စုလေဒေါ်စုဆိုတာဒေါ်ဆန်းစုကြည်ကိုပြောရလားနင်းစီအမလေးတော့အောင်ဆန်းစုကြည်ကညီကိုဘယ်တော့မွေးစားလိုက်တာတော့ပြောပါဦးဟုတ်ပါအေးဟဲ့လိုရီလေညီကိုစိတ်ဝင်စားရဲဆိုရင်ငါရှင်းပြခုနကခုံလေးသွားရညီတို့ကနိုင်ငံရေးနဲ့တဲဝေးကြတာ哦ဟဲ့နင်းစီနိုင်ငံရေးကငါတို့နဲ့မှမဆိုင်ပါဟုတ်ပါဟဲ့နိုင်ငံရေးကငါတို့နဲ့အဝေးကြီးပါဟဲ့အဲ့ဒါကြောင့်ခက်တာပေါ့နိုင်ငံရေးဆိုတာနိုင်ငံသူနိုင်ငံသားတွေရဲ့အရေးတို့အားလုံးနဲ့ဆိုင်တယ်နင်းစီဘယ်လိုဆိုင်တာလဲစဉ်းစားပါဦးညီတို့နားလည်အောင်ငါရှင်းပြမယ်နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့နေကြတာဟောအခုနိုင်ငံရေးကအားလုံးနဲ့ဆိုင်လာနေပြီလေညီတို့မသိကြဘူးမလားကဲဘယ်လိုဆိုင်တာလဲရှင်းပြပါဦးဟဲ့ကဲ2021ခုနှစ်အာနာသိမ်းပြီးတဲ့အချိန်ကစပြီးကုန်စည်နှုန်းတွေတက်လာတာဟမ်အခုရွှေဈေးတွေဘယ်လောက်ဖြစ်နေပြီမိဖို့ကြောင့်လည်းစားတောက်ကုန်ပစ္စည်းတွေရောနော်အရင်ပြည်သူအစိုးရလက်ထက်ကဈေးနှုန်းတွေနဲ့တူသေးလို့လားအေးဟဲ့ငါအမေကိုဈေးရပြန်လာတာနင်းနေကုန်စည်နှုန်းတွေကနှိမ့်နေတက်နေဟုတ်ပါဟဲ့အခုဆိုရင်ကြောက်လုံး900တောင်ဖြစ်နေပြီအေးအဲ့ဒါနိုင်ငံရေးပဲနိုင်ငံရေးမငြိမ်သက်လို့ဖြစ်ရတာဒါကြောင့်နိုင်ငံရေးဆိုတာမိဖို့ကြောင့်လည်းမလည်းရှိရဲလို့ပြောကြတာလေအေးဟဲ့နင်းစီပြောတာလည်းဟုတ်တယ်လို့ပဲဟုတ်တယ်လို့မဟုတ်ဘူးဟုတ်ကိုဟုတ်တယ်ခက်တာရေးပြီးတော့အာနာသိမ်းပြီးတဲ့အချိန်ကစပြီးဘုံကြီးကျောင်းတွေဖျားကျောင်းတွေဗလီတွေစာသင်ကျောင်းတွေရွာတွေကိုဘုံတွေကျဲမီးတွေရှို့ရွာသားတွေကိုတွေ့ရင်ဖမ်းတက်အဲ့ဒါတွေအားလုံးကနိုင်ငံရေးကြောင့်ဖြစ်နေရပဲလေအဲ့ဒါတော့ဟုတ်တယ်ဟာညာငါတို့ရဲ့အမျိုးတွေရွာကိုလည်းဘုံကျဲလို့သိရတယ်အိမ်တွေရောဟုံးကျောင်းတွေရောစာသင်ကျောင်းတွေရောမီးလောင်ပျက်စီးသွားကြတယ်အဲ့ဒါကြောင့်မပြေးနိုင်မလွှားနိုင်တဲ့တက်ကြီးရွယ်တွေနဲ့ကလေးငယ်တွေလည်းသေကုန်ကြတယ်လို့ငါတို့ကြားတယ်ငါအဖေရွာရောစစ်တပ်တွေကဝင်စီးပြီးမှတရွာလုံးမီးရှို့ပစ္စည်းတွေလည်းယူသွားကြတယ်လေခက်တာတို့ချင်းပြင်းနေကလည်းဘုံကျဲလို့အကောလို့ပျက်စီးကုန်ပြီလေအေးအဲ့ဒါကြီးအားလုံးကနိုင်ငံရေးကြောင့်ဖြစ်နေတာပဲဒါကြောင့်နိုင်ငံရေးဆိုတာတို့တနိုင်ငံလုံးနဲ့ဆိုင်တယ်ဗမာတွေနဲ့တင်ဆိုင်တာမဟုတ်ဘူးတိုင်းတာအားလုံးနဲ့ဆိုင်တယ်ညီပြောရဲ့နိုင်ငံရေးကိစ္စတော့နားလဲပါပြီကဲဒုတိယအမေကိစ္စလည်းရှင်းစမ်းပါအောင်အမေစုကဘိုးကျောင်းအောင်ဆန်းရဲ့သမီးဆိုတာမျိုးသိကြပါတယ်နော်အမလေးနှင်းစီရဲ့တို့တွေအဲ့လောက်တော့မဝေးပါဘူးလေကျောင်းမှာလည်းငါတို့တင်ရတာပဲလေသူ့အမေကဒေါခင်ကြီးမဟုတ်လားနေစီဟုတ်တယ်မေစုက88အရေးတော်ပုံမှာပြည်သူကတောင်းဆိုလို့လူထုခေါင်းဆောင်ဖြစ်လာတာပဲလေတကယ်တော့မေစုကပြည်ပမှာမိသားစုနဲ့အတူအေးချမ်းနေလို့ရပါမယ်နိုင်ငံရဲ့လိုအပ်ချက်အရာနိုင်ငံရေးလောကတွေကိုရောက်လာခဲ့ရလေအဲ့ဒီ88
အရေးတော်ပုံအပြီးပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုတည်ထောင်ပြီး1990ခုနှစ်မှာရွေးကောက်ပွဲဝင်ခဲ့တာမဲအပြတ်အသက်နဲ့အနိုင်ရခဲ့တယ်လေ အဲ့ဒါတော့ငါတို့အဖေအမေပြောလို့ငါတို့သိရတယ်ဟဲ့ အဲ့လိုနိုင်ရခဲ့ပြီမဲ့ပြည်သူစန္ဒရွေးကောက်ပွဲရလက်ကိုလစ်လူရှုပြီးစစ်ဆိုရအာဏာလွှဲမပေးခဲ့ဘူးလေအမေစုနဲ့ခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခဲ့တယ်အမေစုက1990ရာနေ2010အတွင်းထောင်ထဲနဲ့နေရင်ကျေကျုပ်နေခဲ့ရတယ်အဲ့နေရင်ကျေကျုပ်ကလွတ်ပြီးပါတီစီယုံရေးစင်းတဲ့အချိန်ဒီပဲရင်မှာလောက်ကြံခံရလို့ဒီပဲရင်အရေးခင်းဆိုပြီးကဘာကြော်သွားရလေ အေးဟဲမေစုကတနာစရာနော် အဲ့လိုလောက်ကြံခံရပေမဲ့ဘယ်သူ့ကိုမှအာဃာတမထားပဲရန်သူကိုမိတ်ဆွေဖွဲ့ရမယ်ဆိုတဲ့သူ့ရဲ့မူနဲ့အမျိုးသားရင်ကြားစေ့ရေးနဲ့ငင်းချမ်းရေးကိုတစိုက်မမတ်စူးစမ်းခဲ့တယ်လေ ဒါဆိုရင်အမေစုငိမ့်ချမ်းရေးနိုဘယ်ဆုရတာအဲ့ဒါကြောက်လားနော် မှန်တာပေါ့အဲ့နိုဘယ်ဆုကရတဲ့ဆုကြေးငွေတွေကိုလည်းတပြားမှကိုရေးကိုယ်တာမသုံးပဲဒေါ်ခင်ကြီးဖောင်ဒေးရှင်းတည်ထောင်ပြီးပြည်သူအကျိုးပြုလုပ်ငန်းတွေမှာသုံးခဲ့တယ်လေ အေးဟဲ့ဒါတောင်မှအေးမြတော်မှာဒေါက်ခင်ကြီးဖောင်ဒေးရှင်းရဖွင့်တဲ့အသက်မွေးဝမ်းကြောင်းပညာရေးကျောင်းမှာတော့တက်လိုက်သေးတယ် အဲ့ဒါပြီးတော့စစ်ဆိုရကနောက်နှစ်20အကြာ2010ခုနှစ်မှာရွေးကောက်ပွဲထပ်လုပ်ပေးခဲ့ပြီးမြဲစစ်တပ်ကတစ်ဖက်သက်ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမကြိုက်လို့ရွေးကောက်ပွဲမဝင်ခဲ့ဘူး2012ကြားဖြတ်ရွေးကောက်ပွဲကြမှာဝင်ခဲ့တယ်အဲ့ဒါလည်းမေစုကဒီ2008ဖွဲ့စည်းပုံကိုလွတ်တော်ထဲမှာပြင်မရမယ်ဆိုတာသိလို့ဝင်ခဲ့ရပဲလေ2015ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာလည်းမေစုပါတီကမဲအပြတ်အသတ်နဲ့တောင်ပြိုကမ်းပြိုနိုင်ခဲ့လို့2016ဧပြီလမှာအရက်သားအစိုးရဖွဲ့နိုင်ခဲ့လေအမေစုဦးဆောင်တဲ့အရက်သားအစိုးရလက်ထက်နော်2016ကနေ2020အတွင်းတို့တိုင်းပြည်ဘယ်လောက်တိုးတက်ခဲ့တယ်လဲ အေးဟုတ်ပါတို့ရှမ်းပြည်ဖက်အလေတော်တော့ကလည်းလမ်းတွေကရှယ်ကောင်းတာနော်နိုင်ငံခြားရောက်နေလို့ပဲ ဒါရင်ဘယ်ဟုတ်မလဲငူပါရဲ့ဘယ်တော့မှကားလမ်းပေါက်ခဲ့ငါတို့ရွာရဲ့လေအခုဆိုရင်ကားလမ်းပေါက်ခဲ့ပြီလေဝက်ပေါက်နေတဲ့ငါတို့ရွာလမ်းတွေလည်းအခုဆိုရင်ကွန်ကရစ်လမ်းတွေဖြစ်ကုန်ပြီဟဲ့ ညီတို့ကလည်းတရွာလုံးလက်စစ်မီရတယ်ထပ်ပြောပါအောင်ဟဲ့ အေးအဲ့ဒီလိုတိုးတက်ခဲ့ပြီမဲ့2020ရွေးကောက်ပွဲမှာတော့ Party ကဘာတပ်ပလက်ရှောက်တန်တုံးနေနဲ့တို့ရဲ့အမေပန်းညာပေါင်းပေါ်ဒါဝစင်ဝေး တနိုင်ငံလုံးမဲရလက်တွေတရားဝင်ကြီးညာတာမပြီးသေးပေမဲ့လူသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကလွှတ်တော်နေရာအတော်များများကိုရပ်ထားပြီးပြီဖြစ်တာကြောင့်ပါတီထောက်ခံသူမဲဆန္ဒရှင်တွေကနေရာအနှံ့ပြားမှာအောင်ပွဲခံနေပါပြီ။ဒါကတော့ရှုံတိုင်းမှာရှိတဲ့လူသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့မှာပါ။ပါတီကမြစ်တာရက်ခံထားပေမဲ့ပါတီထောက်ခံသူတွေထောင်နဲ့ချီပြီးအောင်ပွဲခံနေကြတဲ့မြင်ကွင်းဖြစ်ပါတယ်။ စစ်တပ်ကသူတို့ပါတီအနိုင်မရတဲ့အတွက်မဲစရင်အကြောင်းပြပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအာဏာလွတ်ယူခဲ့တယ်လေအမေစုနဲ့သမရကြီးပါဝင်ခေါင်းဆောင်တွေကိုဖမ်းထောင်ထဲထဲတော့မတရားတာကိုသိတဲ့ပြည်သူတွေက ရောက်တဲ့ခံစားနေရမယ့်မိသားတွေသမီးတွေလည်းပဲပြဘကုံပေါ်တန်းတင်ထားတဲ့မိသားတွေနားတဲ့ချာနေရလူရဲ့ခက်ခဲရရှိစီကုန်တဲ့ကြောသွားမယ့်စိတ်ကိုထားရချင်ကိုဝိုင်းလို့ကြရင်ပိတ်ထားတဲ့ကမ်းပြပွင့်မှာပါ
န္ဒပြခွင့်မှာတော့ငါတို့ပါဝင်ခဲ့တယ်လေတိုင်းပြည်လုံးအုံကြက်ပါဝင်ကြအဲ့ဒီຫນွေဦးဆန္ဒပြခဲ့တဲ့သူတွေကိုစစ်တပ်ကအကြမ်းဖက်တပ်ဖြတ်ခဲ့လို့ဒုလူငယ်တွေအများကြီးတည်ခဲ့ကြတယ် တို့ရဲ့ဘိုးကျောင်းအောင်ဆန်းကတိုင်းပြည်ကိုလွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့တယ်လို့အမေစုကလည်း Federal Democracy ပြည်ထောင်စုနိုင်ငံဖြစ်အောင်ထူထောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြံ့ကြံ့ခံရင်ဆိုင်လာခဲ့လို့အချိန်ချင်းဖမ်းခံရထောင်ထဲမှာနေခဲ့တဲ့အနှစ်တွေမနှဲတော့ဘူးဟာခုဆိုလဲထောင်ထဲမှာ4နှစ်ကျော်ပြီဒီတစ်ဆိုရင်အမေတက်က80ပြည့်ပြီဟဲ့လိုကုန်းပြီးသားစုအတွက်မကြည့်ပဲနဲ့တိုင်းပြည်နဲ့လူမျိုးအတွက်ကိုကြိုးစွန့်ပြီးအနစ်နာခံခဲ့တဲ့ခေါင်းဆောင်တယောက်မလို့ငါအမေစုကိုလေးစားလို့ကြည်ညိုလို့ငါရဲ့ဒုတိယအမေလို့သတ်မှတ်တာ အေးဟဲ့ တို့အားလုံးတဘောပေါက်ပါပြီ ဒါဆိုရင်အမေစုကညီးတယောက်တည်းရဲ့အမေပဲဟုတ်မလဲငါတို့အားလုံးရဲ့အမေပေါ့ ဟုတ်တယ်တို့အမေ ဟုတ်တယ်တို့အမေမေ ဒါနဲ့နီးတော့ဖဲသွားမလို့လေ အေးဟုတ်ပါရဲ့ဟိုဘက်ရွာလူသွားမလို့ အဲဒါနဲ့နီးတို့ရှင်းပြနေတယ်ကနောက်ကျနေဖះသွားလိုက်ဦးမယ် ဟဲ့ငူကတို့ရဲ့အလိုနောက်မှသွားပြီးညီးစီနဲ့တူတူအမေစုအတွက်ဖျားမှလက်ခုတောင်းမင်းကောင်းလားအေး အေးဟုတ်တယ်သွားကြမယ်နော် ဒူလေးစားအားထားတဲ့ NLD ရဲ့ကောင်းဆောင်မေစုတယောက်စိတ်သွားတဲ့ကိုပါတို့ရဆန္ဒပြမြောက်အောင်စေသာယောဂဗျာပြီးကင်းစင်ဝေးငြိမ်းချမ်းသာရှိကြပါစေသာရာကျော်တတန်ကုဆက်လန်းမိုးစံပန်းလိုလန်းလာပါစေသာကြောက်မယုံနောက်မတွန်းပဲရဲဦးကိုစွန်းစွန်းစားစားစိတ်တက်ကြံခိုင်စွမ်းရည်မြင်မာကိုကျိုးမငဲ့ွယ်ပြည်သူတွေအတွက်ကိုစားပြုထားအရင်စနေများနဲ့မိုင်းညင်သွားတယ်သမိုင်းတစ်ခေတ်ကိုရင်ဆိုင်ကျော်လွှာဒီမိုကရေစီရှောက်လန်းပေါ်လန်းပေါ်လကန်ထားမိရှုတစောင်းလင်းရောင်ပြပြည်သူရှိကဥဆောင်သွား